စာအုပ်ကြီးနဲ့မှတ်နေမယ့်အစားတက်တက်လေးနဲ့ပေးရိုက်ပေးတာကစာရင်းကုန်တဲ့ခါကိုပုံမတက်စေဘူးလားခင်မီရဲ့နည်းပညာသုံးထားခြင်းကလည်းဝယ်သူတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိစေမယ်ဆိုတာကိုသိပါသလားဒီနေ့မှာတော့ Odoo ERP software မှာပါဝင်တဲ့ POS system အကြောင်းကိုအချင်းချုပ်ပြောပြပေးမှာပါ POS ဆိုတာ point of sale အတူကောက်ပါငွေတွက်ခြင်းဘေးထုတ်ခြင်းနဲ့ stock update လုပ်နိုင်တဲ့စနစ်ဖြစ်ပါတယ်POS system 300ချင်းရဲ့အကျိုးကျေးဇူးအနေနဲ့လုပ်ငန်းမြန်ဆန်ပြီးအမှားလျော့နေတဲ့အတွက်အချိန်ကုန်သက်သာစေမယ်။ Billing ကိုမမှန်ကန်ကန်လုပ်နိုင်တဲ့အတွက် error လျော့နေမယ်။ Inventory stock နဲ့ချိတ်ဆက်နိုင်လို့ပစ္စည်းလက်ကျန်ကို update လုပ်နိုင်မယ်။ Sales report နဲ့ popular item တွေကိုချက်ချင်းသိနိုင်လို့ business decision ချရတာမြန်ဆန်မယ်။အဲ့ဒီလိုနည်းပညာ300ချင်းကြောင့်စားသုံးသူယုံကြည်မှုတိုးတက်ပြီးစာရဲ့ professional image လည်းမြင့်တက်နိုင်ပါတယ်။ POS system ကို retail store, cafe, restaurant pharmacy နဲ့ supermarket လို company တွေမှာပုံမတင့်တော်ပြီးတော့အသုံးချသင့်ပါတယ်။ POS စနစ်တစ်ခုတည်းမကပဲလုပ်ငန်းတစ်ခုလုံးကို digital စနစ်နဲ့အောင်မြင်အောင်ပံ့ပိုးပေးနေတဲ့ Strategy Team က Odoo ERP နဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးပေးဖို့အသင့်ရှိနေပါတယ်။ဒီလုပ်ငန်းကို system ကျကျလည်ပတ်နိုင်ဖို့အခုပဲ free consultation ရယူလိုက်ပါ။